ကိုညာတယောက်အာဆင်နယ်နဲ့ပွဲမှာပွဲထွက်ခွင့်ရရှိနိုင်မန်စီးတီးကိုနိုင်တဲ့ပွဲမှာပွဲထွက်ခွင့်မရပေမဲ့စိတ်မပြတ်ပဲအကောင်းဆုံးစွမ်းဆောင်ပြခဲ့တဲ့မက်သီးယပ်စ်ကိုညာအကြောင်းမိုက်ကယ်ကာရီတယောက်ချီးကျူးလိုက်ပြန်ပါပြီအရန်ခုံကနေစင်လာကြီးပွဲကိုပြောင်းလဲပစ်လိုက်တဲ့ကိုညာရဲ့ professional စာမှုကိုမိုက်ကယ်ကာရီကအထူးသဘောကျနေတာပါ Wolf အသင်းကနေရောက်လာတဲ့ကိုညာဟာမန်စီးတီးနဲ့ပွဲမိနစ်90ကျော်မှလူစားဝင်လာပေမဲ့ဒေါကူရဲ့အပေကိုဖန်တီးပေးခဲ့တယ်လို့မေဆင်မောရဲ့လူကျွမ်းကိုပဲလည်းဖန်တီးပေးခဲ့တာပါမိုက်ကယ်ကာရီကတော့ဒါဟာ United မှာလိုနေတဲ့စိတ်သက်ပွဲလို့ပွင့်ပွင့်လင်းလင်းပြောလာပါတယ်မိုက်ကယ်ကာရီကတော့ပြောဆိုမှုကရှင်းပါတယ်ပွဲထွက်ရသည်ဖြစ်စေမရသည်ဖြစ်စေအသင်းနဲ့ connection ရှိဖို့ပါပွဲမကစားရတဲ့ကစားသမားတွေကဂိုးသွင်းချိန်မှာပျော်နေကြတာကိုမြင်ရတာငါအတွက်အကြီးမားဆုံးအားသာချက်ပဲလို့မိုက်ကယ်ကာရီကထောက်ပြောသွားပါတယ်အခုလာမယ့်တနင်္ဂနွေနေ့အာဆင်နယ်နဲ့ပွဲမှာတော့ကွန်ညာဟာပွဲထွက်လူစရင်းမှာပါဝင်လာဖို့ရာခိုင်နှုန်းတော်တော်များနေပါသည်အာဆင်နယ်ရဲ့ခံစစ်ကိုဒုက္ခပေးဖို့ကွန်ညာရဲ့အရှိန်နဲ့ creativity ကမိုက်ကယ်ကာရီရဲ့အဓိကလက်နက်ဖြစ်လာနိုင်ပါတယ်ပရိသတ်တို့ရောဘယ်လိုထင်လဲအာဆင်နယ်နဲ့ပွဲမှာကွန်ညာကိုပွဲထုတ်သင့်ပြီလားဒါမှမဟုတ်အရန်ခုံမှာပဲထားပြီးဝှက်ဖဲအဖြစ်ပဲဆက်ထားမလား comment မှာပြောသားကြပါဦးအားကစားသတင်းတွေကြည့်ဖို့ကျွန်တော်တို့ page ကို like and follow လုပ်ထားဖို့မမေ့နဲ့ဦးနော်